6မြို့နယ်မှာစာတင်ကျောင်းတွေဖွင့်လှစ်နိုင်ဖို့ချမ်ဘတ်စစ်တပ်ကရွာတွေကိုမီးရှို့ပြီးလူသားတိုင်းလုပ်နေတယ်လို့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လူတိုင်း6မြို့နယ်ကကြေးရွာ3ရွာကိုချမ်ဘတ်စစ်တပ်ကမီးရှို့ပြီးဒေသခံတွေကိုလူသားတိုင်းလုပ်ပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံကြေးရွာ10ရာထက်မနည်းကစစ်ပေးရှောင်နေရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရဖို့ပဲချမ်ဘတ်စစ်တပ်က6မြို့နယ်ကထောင်တဲ့ပြည်သူတွေကရွာဘက်ကနေလူသားတိုင်းလုပ်ပြီးကြောင်းပြန်ပြန်နေတာဘယ်လိုလဲပြောပါဦး။ဒါကလည်းရွာတွေကိုစီးရဲခေါ်တယ်။အဲ့ဒါရွာကိုဒီလိုရွာကိုဆိုင်ရဲမှာစီးနေတာဘာလဲမှစီးနေတာဆိုင်ရဲစံစီရအစစက်ပြီးစုံနောက်ပြီးအိမ်တွေကိုဖျက်ဆီးထားခဲ့တယ်။ဒီနေ့မနေ့ပိုင်းမှာပဲဒီပင်ကုန်းရွာကိုဖျက်ပြီးတော့ပြန်လာခဲ့တာပါလို့ပြောပါတယ်။ကျမစစ်တပ်က6မြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့စီဒီအန်တိုက်တွန်းချက်အပေါ်လက်တော့ပြန်လာဖြစ်နိုင်လို့သက်ဆိုင်မှုရှိမရှိမသိရသေးပေမဲ့အဲဒီကိစ္စကအချက်လက်တွေတက်တည်ထောက်ထားတဲ့အခြေခံပြီးစစ်ဆေးရမယ့်ကိစ္စကိုဒေသခံတွေကမှတ်ချက်ပြုပါဒေသခံတွေကစစ်ကြောင်းဝင်တဲ့ရွာတွေအားလုံးကမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေကြောင်းပိတ်ရမယ်လို့ကြေညာထားတဲ့ရွာတွေဖြစ်နေတာကြောင့်မှစစ်တပ်ကစစ်ကြောင်းဝင်ပြီးရောက်တဲ့ရွာတိုင်းကိုအစည်းအဝေးခေါ်တဲ့အကြောင်းပြန်ဖုံးဖို့အတွက်ပါဗာမီရှို့တာကတော့အစည်းအဝေးတက်မတက်တဲ့မရှို့ပါဘူးလို့ပြောပါပြီးခဲ့တဲ့ဇွန်23မှာ28ရက်နေ့ထိကျမစစ်တပ်က6မြို့နယ်အတွင်းကကြီးရွာတွေကိုမီးရှို့ခဲ့တဲ့အတွက်ပလိုင်းတက်တွေနဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီးကျမစစ်တပ်ဘက်မှာတကယ်တည်ဆုံးသူတွေပြင်လက်နက်ခဲယမ်းတွေပေးလာပြီးနေ့ဇူလိုင်လ10ရက်နေ့မှာဒီကြောင်တက်တဲ့စီမံကိန်းကိုပြန်ထားပါတယ်။ဒီနေ့ပိုင်းမှာလည်းညောင်းလေးအောင်ကြောင်းနေတဲ့ကျမစစ်တပ်ကိုဒီပိုင်းကိုယူတာရှိတယ်ဆောင်ခဲ့တယ်ဒီပြည်သားတွေဆက်ပြောပါသူတို့ရွာညောင်းလေးမှာဘာမှရွာမှာရှိတာခဲ့ပါသေးတယ်ကျွန်တော်ရှိတဲ့ကမရှိမရှိလိုက်တာပါအိမ်ကြီးကိုဘွားတစ်ခုလုံးကိုပြန်ဆရတဲ့အချိန်ကြီးကြောင့်လုပ်ခဲ့တာလို့အဲ့ဒီကဆိုပါတယ်ဒီကဘွယ်ကျွန်တော်စေအောင်ချုပ်ကျမ်းမဆက်တဲ့စေအောင်ရှိနေတယ်ဒီလိုမျိုးနဲ့ဒီတန်ကိုရေးထားပြီးရေပြင်နဲ့ကင်းမောင်ရှိတဲ့တာရီယူမှုကောင်းခံမှုရှိသွားတယ်ဒီထုတ်ပြန်တင်တယ်လို့အဲ့ဒီကပြောပါတယ်လားတူဘလို့အကြောင်းမျိုးကြောင့်ဒီလိုမျိုးဒီလိုဖြစ်စီခံဒီရဲ့ဆုံးခွာရတဲ့ဒီလိုဖြစ်တဲ့ဘောရာကိုပြောတာရှိစေးချင်းကြောင့်ကြေးရွာပုံဆက်ရတဲ့မင်းကတိဆောင်နေတာစစ်ဆောင်ပြီးတော့တောင်းနေရှိနေပါလေဒီကနေ့ဇွန်29ရက်နေ့ကမမရုပ်ကိုခမ်းမှာကျင်းပခဲ့တဲ့တိုင်းနဲ့ဒီလိုပါပြီးတော့ဥက္ကဋ္ဌတို့နဲ့ပြည်စုံတဲ့စီးပွားမှာရပ်ပတ်စစ်တဲ့ပေါင်းဆောင်ညောင်းလာဒီကြောင့်မို့စာတင်ကျောင်းတွေပြည့်ပြည့်နာတာညအနာဝတိဖြစ်စီတာပြောဆိုခဲ့ပါတယ်တော်ရင်တက်တွေခင်းထုတ်ထားတဲ့နေမျိုးတွေကစာတင်ကျောင်းတွေကျမစစ်တပ်ကဒီကျောင်းတက်ခိုက်တာလက်နဲ့ကြီးပြစ်ခတ်တာတွေကျောင်းတို့မရှိဖြစ်စီနေတာပြဆောင်နေတာကျမစစ်တပ်ကလည်းဆိုရတာတော့ထောက်ပြနေတာဒီလိုကိုမရှိဖြစ်စီခံရတယ်ဒီလိုဖြစ်စီကိုခံရတယ်တက်တယ်ဆုံးပြထုတ်ပြန်တာပြရသေးပါဘူး